နှလုံးသားကြီးတွေက YouTube 6ခွက်ကိုမတင်ပေးဘူးလားဆိုပြီးတော့ကိုပိုင်ကင်းရဲ့ Facebook Messenger တွေမှာရော Telegram တွေမှာရော Viber မှာရောအားလုံးလာပြီးပြောကြပါတယ်ဒီလိုမျိုးပြောတော့မှဒီ6ခွက်ကို live ဆော်နေတဲ့လူတွေဆိုတာ live ဆော်နေတဲ့လူတွေရှိတယ်ဆိုတော့ပိုင်ကင်းကသိရတယ်နှလုံးသားကြီးများအားလုံးကစောင့်နေရဆိုတော့ပိုင်ကင်းကမနေနိုင်ပါဘူးနှလုံးသားကြီးတို့ကိုဒီ YouTube 6ခွက်ကိုတင်ပေးလိုက်ပါတယ်19ရက်နေ့ကနေ19ရက်နေ့ကနေ21ရက်နေ့ထိဆိုတော့ဒီတနင်္လာကနေတောက်ကြနေ့ထိဖြစ်ပါတယ်လုံးသားကြီးများကြိုက်ရင်ယူကသုံးနိုင်ပါတယ်မကြိုက်ရင်တော့ကြော်သားပါကနန်းတွေက3ည1 3ည1တင်းနေနှစ်3 3 4 8နှစ်9 3ဆိုရဲ6ကွက်ဖြစ်ပါတယ်ဒီမနက်မှာတော့ကိုပိုင်ကင်းတို့စာကလေးကိုအောင်ထားတယ်ချိန်ပြီးတပွဲပြီးတပွဲအောင်ပွဲတွေကတော့ပုံမှန်တိုင်းဆက်သွားမှာဖြစ်တယ်ဒီ6ကွက်ကတစ်ပတ်မှာတစ်ချိန်တော့ပေါက်မယ်လို့ကိုပိုင်ကင်းကယုံကြည်ပါတယ်နှလုံးသားကြီးများအကြိုက်တွင်ယူသုံးပါနှလုံးသားကြီးများအားလုံးကျန်းမာပါစေချမ်းသာပါစေလိုရဆန္ဒအားလုံးပြည့်ဝကကိုထိုးရနဲ့ထွက်တာနဲ့တိုက်ဆိုင်၍အမျက်ငွေများအများကြီးရပါစေလို့ပိုင်ကင်းကဆုတောင်းပေးလိုက်ပါတယ်